မင်္ဂလာပါတဝက်နဲ့ဒိုင်ယာရီ channel လေးမှာကြိုဆိုပါရခင်ဗျာစပင်ကျွတ်နေလို့စိတ်ညစ်နေရပြီလားဒီနေ့မှာတော့စပင်ကျမကြီးအတွက်တီကိုတီးရမယ့်အချက်လက်လေးများကိုပြပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာအခုခေတ်စပင်ကျွတ်ရခြင်းရဲ့အကြောင်းရင်းတွေထဲမှာစပင်အတွက်အာဟာရတက်ချို့တဲ့ခြင်းဟာထိတ်ဆုံးကပါဝင်ပါတယ်ပထမဆုံးအရေးကြီးဆုံးသောဗီတာမင်ကတော့ဘိုင်ယိုတင်မှာသူ့ကိုဗီတာမင် B7 လို့လည်းခေါ်ပါတယ်။ဘာကြောင့်အရေးကြီးလဲဆိုတော့ဘိုင်ယိုတင်ကစပင်ရဲ့အမြစ်ကိုတမန်စေပြီးကရတင်ထုတ်လုပ်မှုကိုလည်းကူညီပေးပါတယ်။ဘိုင်ယိုတင်ကိုအများဆုံးရရှိနိုင်တာကတော့ကြက်ဥအနစ်ကယ်ဘာဒန်ဆေးရယ်ထောပတ်တီရယ်ဆော်မန်ငါးတွေမှာအများဆုံးရရှိနိုင်ပါတယ်ခင်ဗျာ။နောက်ထပ်အရေးကြီးတဲ့ဗိုက်တာမင်ကတော့ဗိုက်တာမင် D ဖြစ်ပါတယ်။ဘာကြောင့်အရေးကြီးလဲဆိုတော့ဗိုက်တာမင် D ကစပင်မွေးညင်းဥ hair follicle အတစ်တွေဖြစ်တည်မှုကို stimulate လုပ်ပေးပါတယ်။ဗိုက်တာမင် D ကတော့အများအားဖြင့်နေအောင်ကြီးကနေအဓိကရရှိတာဖြစ်ပြီးဆော်မွန်ငါမိုးကြက်ဥအနစ်နဲ့ဗိုက်တာမင် D ဖြစ်ဆက်စာတွေကလည်းရရှိနိုင်ပါတယ်ခင်ဗျာ။တတိယမြောက်အရေးကြီးဆုံးတက်ထုတွေကတော့အာယွန်တန်တက်ဖြစ်ပါတယ်။အာယွန်ကတော့စပင်ဆဲတွေရှိကိုအောက်ဆီဂျင်တည်ယူပို့ဆောင်ရေးမှာအရေးပါပြီးစပင်ကြီးထွားမှုကိုအားပေးပါတယ်။အာယွန်ဘက်မှာအများစုရလဲဆိုတော့အမဲသားဟင်းနုနွယ်ပဲအမျိုးမျိုးကစွန်းရွက်iron supplement ဆေးတွေကနေရရှိနိုင်ပါတယ်ခင်ဗျာစတုထမြောက်အရေးကြီးတဲ့တထုတက်ကတော့ဆင်းဖြစ်ပါတယ်ဆင်းကတော့စပင်မွေးညင်းအိတ်ကလေးပွားမှုကိုကူညီပေးပါတယ်ဆင်းကိုအများအပြားပင်လယ်စာအမဲသားမြေပဲကြက်သားနဲ့ပဲပီဆက်ကနေအများဆုံးရရှိနိုင်ပါတယ်ခင်ဗျာယခုကျွန်တော်ပြောသွားတဲ့အာဟာရဓာတ်တွေကိုလုံလုံလောက်နဲ့မြတ်တစွာစားသုံးပေးမယ်ဆိုရင်စပင်ကျွတ်ခြင်းကိုထိရောက်စွာကာကွယ်နိုင်မှာပါယခုဗီဒီယိုလေးကမိတ်ဆွေအတွက်အကျိုးရှိမယ်ဆိုရင်ကျွန်တော်တို့ရဲ့ The Wellness Diary Channel လေးကို Like and Subscribe လေးလုပ်ပေးကြပါအောင်ဗျာ